အမေရိကန်ပြည်ထောင်စုကကုန်တင်စစ်ကမ်းတစ်ခုရဲ့မြင်ကွင်းပါဒီမှာဆိုရင်နေ့စဉ်နဲ့အမျှကဘာတဝင်းကကုန်ပစ္စည်းပေါင်းတောင်းနဲ့ချီပြီးစီးဆင်းနေတာပါတတ်မှတ်ရကြော်လို့လာမရွေးတဲ့ပစ္စည်းတွေကိုတော့လေးလံပြပစ်လိုက်ကြပါတယ်အထဲမှာတန်ဖိုးကြီးတာတွေပါနိုင်တယ်လို့ဘာမှအထုံးမကျတဲ့အမိုက်တွေလည်းဖြစ်နေတာပေါ့အခုမြင်နေရတာကတော့ကုန်တင်နာထဲကရတနာတွေကိုလိုက်ရှာဖွေနေကြတဲ့ professional အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်သူတို့ကတော့သူတို့ရဲ့အတွေ့အကြုံတွေကိုအသုံးချပြီးဘလောက်အထိဈေးပေးသင့်တယ်လဲဆိုတာကိုဆုံးဖြတ်ကြတာပါကံကောင်းမယ်ဆိုရင်တော့ဒေါ်လာသိန်းနဲ့ချီပြီးအလွဲတကူရှာဖွေနိုင်မှာဖြစ်ပါတယ်ဒီကွန်တိန်နာကတော့ပို့ဆောင်ကမပေးနိုင်လို့စိတ်ကံမှာအသိမ်းခံထားရတဲ့အလုံးလေးပါအခုတော့လေးလံပစ်နေပြီပေါ့တော့ကိုဖက်ပြီးတကားဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာပစ္စည်းတွေပြည့်နေနေတာကိုတွေ့လိုက်ရပါတယ်အစ္စရေးညီကိုတွေကတော့အနောက်ဘက်ကစင်ပေါ်မှာမာတီနီမီးပုံးလေးနဲ့ဘီလီယံရိုက်တန်တွေကိုလမ်းမြင်လိုက်ပြီးဒါတွေဟာဘာမှသုံးတဲ့ပရိဘော်ကားတွေပဲလို့တွက်ဆပြီးဈေးပြေဖို့ပြင်လိုက်ကြပါတယ် MO ကတော့အနောက်ဆုံးမှာတေချာထုတ်ပိုးထားတဲ့ပစ္စည်းကိုစိတ်ဝင်စားနေပြီးအရင်ကအတွေ့အကြုံတွေအထဲမှာတန်ဖိုးရှိတာတစ်ခုခုပါမယ်လို့မျှော်လင့်နေတာပါလေးလံဈေးကိုဒေါ်လာ9000နဲ့စတင်လိုက်တဲ့အခါမတီးကဒေါ်လာ6000ပေးခဲ့ပေမဲ့အစ္စရေးညီကိုတွေကဒေါ်လာ1000ထိချက်ချင်းမြင့်လိုက်ပါတယ်ဈေးနှုန်းကဂရိတ်တက်လာပြီးဒေါ်လာ1000ကျော်သွားတဲ့အခါအာဖရိကန်အမေရိကန်ညီကိုတွေကဒေါ်လာ18000နဲ့လေးလံအောင်သွားခဲ့ပါတယ်အခုတော့အမြတ်ရဖို့ကအထက်ကပစ္စည်းတွေပေါ်မှာပဲမူတည်နေပြီပေါ့သူတို့လည်းချက်ချင်းပဲရတနာရှာပုံတော်ဖွင့်ကြတာပေါ့ကလားထိုင်တွေနဲ့ဒေါ်လာ1000ကျော်တာနဲ့တရိษံရုပ်သွင်းအလားဆင်ပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်ရှီဟောင်ကြီးပုံပိုက်ခေါင်းတွေပါတဲ့ဘားစားပွဲနဲ့ကလားထိုင်ကစုံကတော့ဒေါ်လာ9000လောက်ရနိုင်ပါတယ်နောက်ထပ်တစ်ပတ်ရစားပွဲနဲ့ကလားထိုင်တွေကိုဖွင့်ကြည့်တဲ့အခါမှာတော့တန်ဖိုးသိမ့်မရှိတာကိုတွေ့လိုက်ရပါတယ်သူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကတော့အကြီးဆုံးပစ္စည်းကြီးပုံပါပေါ့ဖုန်ကားအစုပ်ကိုမလိုက်တဲ့အခါမှာတော့တန်ဖိုးမရှိတဲ့တပတ်ရပစ္စည်းတွေပဲဖြစ်နေတာကိုတွေ့လိုက်ရပါတယ်MO တွေကအများမရတဲ့အပြင်ဒေါ်လာ8000တောင်ရှုံးသွားလို့တော်တော်လေးစိတ်ပြတ်သွားခဲ့ရပါတယ်နောက်ထပ်ပစ္စည်းကတော့ဒီနေ့ရဲ့အထူးခြားဆုံးဖြစ်တဲ့အသက်ဆက်ဆက်အသိခံထားရတဲ့ကုန်တင်နာတစ်လုံးပါပဲလေလံစောသွားသူရဲ့အပြော်ရတော့ဒါဟာတုံးတန်တောင်လေးတယ်လို့သိရပါနိတကားဖွင့်လိုက်တဲ့အခါမှာတော့စနစ်တကျစီထားတဲ့ကထုထေးတာတွေနဲ့ဘေးနာကရေခဲသေးတာတစ်လုံးကိုမြင်လိုက်ရလို့အားလုံးအံ့တော်သွားကြပါလိအာဖရိကန်အမေရိကန်ညီကိုတွေကတော့ဒေတာဘော်ကစားသားတွေကိုကြည့်ပြီးဒါတွေဟာဗီတာမင်တွေဒါမှမဟုတ်ဆေးဝါးတွေဖြစ်နိုင်တဲ့လိုင်စင်မရှိဘဲရောင်းဖို့ခက်လိမ့်မယ်လို့တွက်ဆနေကြပါတယ်သူတို့တွေဝယ်ခွဲမရဖြစ်နေတော့မှအစ္စရေးညီကိုတွေကတော့ဒေတာတွေရဲ့အနောက်မှာနေရာလွတ်တွေအများကြီးရှိနေသေးတာကိုသတိထားမိပြီးနောက်ထပ်ထုံချတာတွေရှိဦးမယ်လို့ကြံစည်နေကြပါတယ်သူတို့ဒီလေးလံကိုအနိုင်ရမှာဖြစ်တော့မယ်လို့ဆုံးဖြတ်လိုက်ကြတာပေါ့လေးလံကိုဒေါ်လာ1000နဲ့စတင်ခဲ့ပါတယ်အထက်မှာပါလဲဆိုတာဘယ်သူမှသိချမသိကြတော့အပြန်အလှန်ဈေးပြင်းရင်ဒေါ်လာ8000ထိပဲရောက်သွားပါလိညီကိုနှစ်ယောက်ကဒေါ်လာ1000ထိနဲ့အပိုင်ပိတ်ဖို့စူးစမ်းခဲ့ပါတယ်နိ DY ကနောက်ထပ်ဒေါ်လာ1000ထပ်တိုးလိုက်ပေမဲ့ယုံကြည်ချက်အပြည့်ရှိနေတဲ့ညီကိုနှစ်ယောက်ကဒေါ်လာ900အသာနဲ့အနိုင်ယူသွားခဲ့ပါတယ်ပစ္စည်းတွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ဒေါ်လာရာခိုင်နှုန်းလောက်ပဲတန်တဲ့ probiotic အချို့ရည်တွေကိုပဲတွေ့ရပါတယ်ကျန်တဲ့ဒေတာတွေထဲမှာတော့အများဆုံးဒေါ်လာ1000ဖိုးလောက်ပဲပြန်ရနိုင်မယ် protein မုန်တွေပါဝင်နေပါတယ်တကယ်အန်တော်စရာကတော့ကားဆွကြီးအုပ်ထားတဲ့အနောက်ဘက်ကဒေတာကြီးကိုဆွဲထုတ်လိုက်တဲ့အခါမှာစတင်ခဲ့တာပါအစွတ်ကိုမလိုက်တဲ့အခါမှာတော့အနည်းဆုံးဒေါ်လာ6000လောက်တန်ကြီးရှိတဲ့အဆင့်မြင့်တက်စလာကားတစ်စီးထင်းနေတာကိုတွေ့လိုက်ရပါတယ်သူတို့လည်းစိတ်လှုပ်ရှားစွာနဲ့ကားပေါ်တက်ပြီးစမ်းမုံကြည့်ကြတာပေါ့ညီကိုနှစ်ယောက်ကတော့ဒီနေ့မှကန်ထူးသွားခဲ့ပြီးဒီကုန်တင်နာကနေအပူဆောင်အမြတ်ငွေဒေါ်လာ6000လောက်ရရှိသွားခဲ့ပါတယ်ဒါကတော့ပြင်သစ်နိုင်ငံကနေလာတဲ့ကွန်တိန်နာလေးပါတကားဖွင့်လိုက်တာနဲ့တေးသေးသက်သက်ထုတ်ပိုးထားတဲ့ပစ္စည်းတွေအပြည့်ပါပဲဒီအနာကတော့အထုပ်အပိုးလေးရဲ့ပုံစံနဲ့ပစ္စည်းကွဲလွယ်သည်ဆိုတဲ့စာသားတွေကိုကြည့်ပြီးဒါတွေဟာပြင်သစ်ကလာတဲ့အဆင့်မြင့်ပရိဘောဂါတွေဖြစ်မယ်လို့ခံမှတ်လိုက်ပါတယ်အဆင့်မြင့်ပစ္စည်းတွေဆိုတော့ဈေးကလည်းအတော်လေးရမှာပေါ့အာဖရိကန်အမေရိကန်ညီကိုတွေကတော့စလုံးလိုရေးထားတဲ့ဒေတာတွေကိုမြင်တော့ဒါတွေဟာဆယ်မီညက်ဆိုင်သုံးပစ္စည်းတွေဖြစ်လိမ့်မယ်လို့ဈေးတိုင်ရင်ဝယ်တင်တယ်လို့တွေးနေကြပါတယ်တစ်ဖက်မှာတော့အစ္စရေးညီကိုတွေကပြင်သစ်လိုစလုံးဆိုတာအေခံကိုပြောတာလို့တီတိုဆွေးနွေးနေကြပြီးဒါတွေဟာအေခံသုံးပရိဘောဂါတွေထိမှာပါလို့သိနေကြပါတယ်လေလံစာတင်တဲ့ခါမှာအစ္စရေးညီကိုတွေကဒေါ်လာ1000နဲ့စတင်ဖွင့်လိုက်ကြအားလုံးစိတ်လှုပ်ရှားသွားကြပါတယ်ဂျော်နဲ့သူဂျနီကဒေါ်လာ1000ပေးခဲ့ပေမဲ့ညီကိုနှစ်ယောက်ကဒေါ်လာ1000ချက်ချင်းထပ်တိုးလိုက်ပါတယ်အချိန်နဲ့ဈေးပြိုင်ပေးကြရင်နဲ့ဈေးနှုန်းကဒေါ်လာ1000ကျော်သွားပါတယ်နောက်ဆုံးမှာတော့ဂျော်နိုဇနီးမောင်နှံမှာဒေါ်လာ1000ပေးပြီးဒီလူဝတ်သေးသားကြီးကိုအနိုင်ရသွားခဲ့ပါတယ်ပစ္စည်းတွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ပထမဆုံးအနေနဲ့ဒေါ်လာ2500တန်တာရည်ဆိုပါတစ်လုံးကိုတွေ့ရပါတယ်ကွဲလွယ်တဲ့ပစ္စည်းလိုရေးထားတဲ့ဒေတာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဒေါ်လာ9000တန် TV တစ်လုံးကိုတွေ့လိုက်ရပါတယ်ဆက်ရှာကြည့်တဲ့အခါမှာတော့ဒေါ်လာ1500တန်ထမင်းစားပွဲအစုံဒေါ်လာ1000ကနန်းတန်နဲ့တစ်မာပြီးတော့နဲ့ဒေါ်လာ6000ကနေ8000အထိရောင်းနိုင်မဲ့ကုတင်တစ်လုံးကိုလည်းတွေ့ရှိခဲ့ပါတယ်ဆိုဖာကြားတဲ့ကိုရှာဖွေကြည့်လိုက်တဲ့အခါမှာတော့အနည်းဆုံးဒေါ်လာ3000တန်နဲ့စိန်နာကတ်တစ်ဖက်ကိုမထိမှတ်ပဲတွေ့လိုက်ရပါသေးတယ်တခြားပစ္စည်းတွေနဲ့အလုံးပေါင်းလိုက်ရင်တော့သူတို့တွေအသားတင်အမြင့်ငွေဒေါ်လာ1000တိတိရရှိသွားခဲ့ပါတယ်ဒါကတော့တရုတ်နိုင်ငံကနေလာတဲ့ကွန်တိန်နာတစ်လုံးပါလမ်းမှာပစ္စည်းတွေပျက်စီးသွားလို့ပစ္စည်းလက်ခံမဲ့သူကညှင်းဖယ်လိုက်တာကြောင့်အခုလိုအနည်းပြည်သူကိုလေးလံပြရတာဖြစ်ပါတယ်တကားဖွင့်လိုက်တာနဲ့ပင်ပွန်ပေါ်လုံးလေးတွေချမ်းပင်ပေါ်လွင့်စင်လာပါတော့တယ်ကျေးစင်ကတော့ဒေတာဘော်ကကစိတ်ကိုကြည့်ပြီးဒါတွေဟာတန်ဖိုးကြီးတဲ့ပစ္စည်းတွေဖြစ်လို့အမြတ်အစွန်းအများကြီးရနိုင်မယ်ဆိုတာကိုသိလိုက်ပါတယ်အစ္စရေးညီကိုတွေကလည်းအပေါက်ချားကနေတခြားပစ္စည်းတွေကိုလှမ်းမြင်လိုက်ရလို့ဒီခွင့်ကြီးကိုအယူဖို့စိတ်ဝင်စားနေကြပါတယ်လေးလံစတင်တဲ့ခါမှာဒီယာနာကဒေါ်လာ1000နဲ့စတင်လိုက်ပါတယ်အပြန်လန်ဈေးပေးကြပြီးနောက်မှာတော့ဈေးနှုန်းက9ခဏအထိရောက်သွားပါတော့တယ်ကျေးစင်ကဒေါ်လာ1000နဲ့အပိုင်းယူဖို့စူးစမ်းခဲ့ပေမဲ့ဒီယာနာကဒေါ်လာ900ထပ်တိုးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအစ္စရေးညီကိုတွေကအပြတ်အသက်ဈေးပေးလိုက်ပြီးဒေါ်လာ13000နဲ့အနိုင်ရသွားခဲ့ပါတယ်အမြတ်ရများဆိုတာကတော့အခုမှသိရတော့မှာပါ
ပထမဆုံးပင်ပုံဘောလုံးတွေပါတဲ့ဒေတာတွေကိုဖယ်လိုက်တဲ့အခါမှာတော့တလုံးကိုဒေါ်လာ1000လေးတိုင်းတန်းတဲ့အိုလံပစ်ပြိုင်ပွဲဆုံးပင်ပုံစားပွဲအသစ်ဆက်အလုံးပေါင်းများစွာကိုတွေ့လိုက်ရပါတယ်။ဒါအပြင်တစ်ခုကိုဒေါ်လာ30တန်းတဲ့ပင်ပုံရိုက်တန်အသစ်တွေကိုလည်းတွေ့ရပါသေးတယ်။အန်တော်စရာဒီကတော့ဒါတင်မကသေးပါဘူး။အနောက်ဘက်မှာတော့အလိုလျောက်ဘောလုံးပစ်စတစ်လုံးကိုပါတွေ့လိုက်ရပါတယ်။ညီကိုနှစ်ယောက်ကတော့ဒီကွန်တိန်နာကနေဒေါ်လာ3900ထောင်အမြတ်ရခဲ့လို့တကိတ်ကူအဆင်ပြေသွားခဲ့ပါတယ်။ဒါကတော့အမေရိကန်နိုင်ငံကလာတဲ့ကွန်တိန်နာလီမှာလာယူမေတူမရှိတာတော်တော်ကြာနေပြီဖြစ်လို့အခုလိုလေးလံတင်လိုက်တာဖြစ်ပါတယ်။တကားဖွင့်လိုက်တဲ့အခါမှာတော့ရတနာရှာဖွေသူတွေအားလုံးမှိန်တက်သွားကြပါတယ်။အထဲမှာတော့တန်ဖိုးထိတ်မရှိပုံရတဲ့ရုံထုံးပရိဘော်ကတွေပဲတွေ့ရလို့ MO ကတော့ DY ကို DPC တွေရဲ့အခြေအနေရဒေါ်လာ900နဲ့ဝယ်ရင်တောင်ရှုံးနိုင်တယ်လို့ပြောနေပါတယ်။ဒါပေမဲ့ခြေစမ်းကတော့ကွန်တိန်နာရဲ့အပေါ်ဘက်မှာတက်ဆင်ထားတဲ့ကင်မရာကိုတတိထားမိလိုက်ပြီးအထဲမှာထူးခြားတဲ့ပစ္စည်းတွေပါနိုင်တယ်လို့တွက်ဆလိုက်ပါတယ်။ဒီယနာကလည်းအပြင်ပန်းကိုကြည့်ပြီးမဆုံးဖြတ်ပါနဲ့ဖုံးငုပ်ထားတဲ့အထဲမှာတန်ဖိုးကြီးတာတွေပါနိုင်တယ်။ဒါကိုအနိုင်ရမှာထင်မယ်လို့ပြောလိုက်ပါတယ်။လေလံစတင်တဲ့အခါမှာဒီယနာကဒေါ်လာ9000နဲ့အားတတရောစတင်ဈေးခေါ်လိုက်ပါတယ်။သူမရဲ့ပြထားမှုကိုမြင်တော့တခြားသူတွေလည်းလိုက်ပေးကြပြီးဈေးနှုန်းက9ကနအထိတက်သွားပါတယ်။ဂျေဆန်ကဒေါ်လာ1900နဲ့အနိုင်ယူဖို့ကြိုးစားခဲ့ပေမဲ့ဒီယန်နာကဒေါ်လာ1800နဲ့ထပ်တိုးလိုက်ပါတယ်။သူမပဲကွန်တိန်နာကိုရရှိသွားပြီးပစ္စည်းတွေကိုစတင်စစ်ဆေးပါတော့တယ်။ရုံသုံးပစ္စည်းအများစုကတော့အထုံးမကျပါဘူး။ဖိုင်သိန်းနဲ့ပြီးတော့အလိုအနည်းငယ်ကတော့အများဆုံးဒေါ်လာ900လောက်ပဲရနိုင်မှာပါ။နောက်ထပ်ပြီးတော့တစ်ခုကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဒေါ်လာ1000တန်နဲ့ဥထုတ်တွေနဲ့အထီးကယုံနေနေရဲ့ဝတ်စုံတွေကိုတွေ့လိုက်ရပါတယ်။အရင်ကျေဖို့ကတော့အနောက်ဆုံးကပစ္စည်းတွေပေါ်မှာပဲမူတည်နေတာပါ။ပလတ်စတစ်အဆုပ်တွေကိုဖယ်လိုက်တဲ့အခါမှာတော့အချင်းစားတွေကိုထိန်းတဲ့အချင်းကန်းတစ်ခုဖြစ်နေလာကိုတွေ့လိုက်ရလို့အားလုံးအံ့သောသွားကြပါတယ်။အဲဒါကြောင့်လည်းအပေါ်မှာကင်မရာတက်ထားလာပေါ့။ဒီအချင်းကိုင်းပစ္စည်းတွေကတည်းဒေါ်လာ2000ကျော်တန်ကြေးရှိပါတယ်။ဒီရနာကတော့ဒီကုန်တင်နာကနေဒေါ်လာ9000အသားတင်အမြတ်ရရှိသွားခဲ့ပါတယ် မလေးရှားနိုင်ငံကိုပို့မဲ့ကွန်တိန်နာတူလုံးပါအစီအစဉ်တင်ဆက်သူရဲ့ပြောကြားချက်အရအလေးချိန်4တန်လောက်ရှိပါတယ်အထဲမှာဘယ်လိုယတနာတွေရှိနေမလဲထော်ခုဖြတ်ပြီးတခိုက်တွေကိုဖွင့်လိုက်တဲ့အခါယတနာရှာဖွေသူတွေအန်တော်မန်သက်သွားကြပါတယ်အထဲမှာကွန်ကရစ်နဲ့လုပ်ထားတဲ့ပစ္စည်းတွေအပြင်တခြားဖုံးငုပ်ထားတဲ့ပစ္စည်းတို့များများကိုတွေ့လိုက်ရပါတယ်မက်သျူးကတော့4တန်လောက်လေးတဲ့ဒီကွန်ကရစ်တွေကတန်ဖိုးမရှိသလောက်ပဲမို့ဝေလိုက်ရင်ကျင်းသေးပေါက်ရှုံနေမယ်လို့ပြောပါတယ်ဒါပေမဲ့ဂျေဆန်ကတော့ဟောထားတဲ့ပစ္စည်းတွေရဲ့ပုံသဏ္ဍာန်ကိုကြည့်ပြီးအခွင့်အရေးတစ်ခုရှိနေတာကိုရိပ်မိသွားပါတယ်လေလံပွဲကိုဒေါ်လာ1000နဲ့စတင်ပြီးတကြော်လေလံဆွဲကြရင်ဂျေဆန်ကဒေါ်လာ1000အထိမြင်လိုက်ပါတယ်အစ္စရေးညီကိုတွေနဲ့ဒီယန်နာတို့ကစတိတ်လေလံဆွဲနေပေမဲ့ဂျေဆန်ကတော့အလျှော့မပေးပဲဒေါ်လာ2000နဲ့အယူနိုင်ခဲ့ပါတယ်ပစ္စည်းတွေကိုစစ်ဆေးကြည့်တဲ့အခါတခုကိုဒေါ်လာ800ကနေ1000လောက်ထိရောင်းလို့ရတဲ့ကွန်ကရစ်အတားစီးတွေကိုတွေ့လိုက်ရပါတယ်အနားမှာရှိတဲ့ဒေတာထဲမှာတော့ဂျေဆန်ခံမှန်းထားတဲ့အတိုင်းစကိတ်ကွင်းတွေမှာတုံးတဲ့စကိတ်ဘုတ်တွေကိုတွေ့လိုက်ရပါတယ်ဆက်ရှာကြည့်တဲ့အခါတလုံးကိုဒေါ်လာ90တန်းနဲ့အကားကွယ်ဥထုတ်တွေတစ်ခုကိုဒေါ်လာ800တန်းနဲ့ဒီဇိုင်း3မျိုးပါတဲ့စကိတ်စီးတဲ့ရှော့စင်အသေးတွေနဲ့အနည်းဆုံးဒေါ်လာ900တန်းနဲ့လက်မှတ်ရေးထိုးထားတဲ့စကိတ်ပုံ၄ခုကိုလည်းတွေ့ခဲ့ပါတယ်ဖုန်ကားအောင်မှာတော့တစ်ခုကို3500တန်းနဲ့စကိတ်စီးတဲ့ရှော့စင်အသေး2ခုကိုတွေ့လိုက်ရပါတယ်တခြားပစ္စည်းအသေးမားတွေအပါဝင်စုစုပေါင်းတန်ဖိုးကဒေါ်လာ2300အထိရှိသွားပါတယ်ကုန်ကျစရိတ်တွေနှုတ်လိုက်ရင်ဂျေဆန်အနေနဲ့ဒေါ်လာ2000လောက်အမြတ်ရခဲ့တာပါအများကြီးမဟုတ်ပေမဲ့အရှုံးပေါ်တာထက်ဆိုင်တော်သေးတယ်လို့ပြောရမှာပါဒါကတော့ကမ်ဘောဒီးယားနိုင်ငံကိုပို့မဲ့ကုန်တင်နာတစ်လုံးပါစာချုပ်ဆိုင်ရာအငင်းပွားမှုကြောင့်အခုတော့ဒါကိုလူသိရှင်ကြားလေလံတင်လိုက်ရတာဖြစ်ပါတယ်အစီအစဉ်တင်ဆက်သူရဲ့ပြောကြားချက်အရဒီကုန်တင်နာကအလေးချိန်8တန်ကျော်ရှိပါတယ်ဒါကိုကြားလိုက်ရတဲ့အခါယတနာရှာဖွေသူတွေအားလုံးကမျိုးလင့်ချက်တွေပြေးသွားကြပါတယ်တကောက်ကိုဖွင့်လိုက်တဲ့အခါအထင်ရှားဆုံးတွေ့လိုက်ရတာကတော့အပြာရောင်မိုးကားစားနဲ့ထုတ်ထားတဲ့ပစ္စည်းတစ်ခုပါတယ်အစ္စရေးညီအကိုတွေကတော့ဒီ8တန်လောက်ရှိတဲ့အလေးချိန်ထဲမှာတန်ဖိုးကြီးယတနာတွေပါနေတယ်လို့တွေးပြီးချက်ချင်းပဲစိတ်ဝင်စားရှိနေပါတယ်ဒါကိုတော့အယူမှထိမယ်လို့သူတို့တွေးနေကြတာပါဒီယနာကတော့ဒါတွေကကြောက်ပြားဒါမှမဟုတ်ကြွေပြားတွေထိနိုင်တယ်လို့ခံမှန်းနေပါတယ်ဈေးနှုန်းဒါတင်မယ်ဆိုရင်လေလံဆွဲတင်တယ်လို့လည်းသူမကပြောပါတယ်မက်သျူးကတော့ကမ်ဘောဒီးယားကိုပို့မဲ့တယ်ယူပို့ဆောင်ခါကိုတွက်ချက်ကြည့်ပြီးအထက်မှာအနည်းဆုံးဒေါ်လာ9000တင်နဲ့အဆင့်မြင့်ကြွေပြားတွေထိရမယ်လို့အခိုင်အမာပြောခဲ့ပါတယ်လေလံကိုဒေါ်လာ1000နဲ့စတင်ခဲ့ပါတယ်ယတနာရှာဖွေသူတွေကအရန်ကိုစိတ်အားထက်သန်နေကြပြီးလေလံ1ကျော်လောက်မှတင်ဈေးနှုန်းကဒေါ်လာ1000အထိအရှိန်အဟုန်နဲ့တက်သွားပါတယ်ဒီယနာခေါ်တဲ့ဈေးထက်ဒေါ်လာ1000အမြဲပိုပေးပြီးအစ္စရေးညီကိုတွေကဒေါ်လာ2400နဲ့အနိုင်ရသွားပါတယ်ဒီယနာကိုလောင်းပြောင်းဖူးလဲသူတို့အခွင့်အရေးမလွတ်စေခဲ့ပါဘူးအဲ့ဒီနှောင်းကတော့ရှာဖွေရေးကိုစတင်ခဲ့ပါတယ်အစားပိုင်းမှာတန်ဖိုးမရှိတဲ့ပစ္စည်းအသေးလေးတွေကိုအရန်ထုတ်လိုက်ကြပါတယ်မိုးကားစာကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့တခုကို9စံပဲတန်းနဲ့လေးလံနဲ့အုတ်ခဲတွေထင်းနေတာကိုတွေ့လိုက်ရပါတယ်သူတို့ဒေါ်လာ1800လောက်ရှုံးသွားပြီဆိုတာတွေ့လိုက်ရတဲ့အခါဒီညီအီကိုတွေစွန့်သွားကြပါတယ်